စူဂျင်းရဲ့အားလုံးကိုစီနီကောနိုင်ငံရှိမရှိစင်းရင်သားပြည်သူများအတွက်လူဒန်းသွားမယ်ဆိုတဲ့စီဒီယိုမှာနေအာဖရိကဖလားပြိုင်ပွဲရဲ့အနိုင်ရစူဂျင်းရဲ့အားလုံးကိုစီနီကောနိုင်ငံရှိမရှိစင်းရင်သားပြည်သူများအတွက်လူရင်းမယ်ဆိုတဲ့စီဒီယိုမာနီရဲ့ဆုံးဖြတ်ချက်ကဘောလုံးလောကရဲ့ပြည်သက်ကြီးရဲ့နှလုံးသားကိုထပ်မံလှုပ်ခတ်စေခဲ့ပါတယ်။မာနီဟာမိုရီကိုနဲ့ရှင်ပြိုင်ခဲ့တဲ့ဘိုးလူပွဲမှာကစားသမားအဖြစ်တာမှာကစိတ်တဲ့ကောင်းဆောင်အဖြစ်ပါထင်ရှားစွာပြသနိုင်ခဲ့သူဖြစ်ပါတယ်။ဂွင်းအင်တန်ဘက်လိုက်ဆုံးဖြတ်မှုတွေကြောင့်စီနီကောအသင်းသားတွေဟာစိတ်အလွန်အမင်းမကြေနပ်ဖြစ်နေချိန်မှာနီးပြကပွဲကိုတပိမ့်မောက်ပြီးထွက်ခွာဖို့အကြံပြုခဲ့တော်လဲမာနီကအခြေအနေကိုအေးအေးစစ်စစ်ချုပ်ကန်နိုင်ခဲ့ပါတယ်ကျွန်တော်တို့ယောက်ျားတွေလိုကစားပြီးတမိုင်းရေးကြမယ်ဆိုရဲသူ့ရဲ့စကားတစ်ခွန်းကအတင်းသားအားလုံးကိုပြန်နေတက်ကြွစေခဲ့ပြီးဂွင်းတီတုံပြန်လေဥဆောင်ဝင်ရောက်လာစေခဲ့ပါတယ်စီနီကိုအတင်းဟာအခက်ခဲအားလုံးကိုကြော်လောကအာဖရိကရဲ့ချင်းသစ်များဆိုတဲ့နာမည်နဲ့ကညီအောင်အားမှန်ပြည့်စုံစွာတိုက်ပွဲဝင်ပြီးနောက်ဆုံးမှာအာဖရိကဖလားကိုထိုက်တန်စွာဆွန့်ခိုးနိုင်ခဲ့ပါတယ်အနိုင်ရရှိပြီးနောက်မာနီကသူ့ရဲ့သူရဲကောင်းသဘောထားကိုထပ်မံပြသခဲ့ပါတယ်ပြိုင်ပွဲမှာရရှိခဲ့တဲ့စူဂျင်းငွေအားလုံးကိုသူ့မွေးရဲ့မိရှိမရှိစင်းရင်သားများအတွက်တီထောင်ထားသောဖောင်ဒေးရှင်းကိုလူဒန်းသွားမည်ဟုကြေညာခဲ့တာဖြစ်ပါတယ်။ဂွင်းတွေးမှာလေသူရေးကောင်းလူဘွားမှာလေသူရေးကောင်းဖြစ်ကြောင်းကိုစီဒီယိုမာနီကထပ်မံပြသခဲ့ပါတယ်။ကျွန်တော်ဘွားမှာလေကောက်ကျစ်သူတွေထက်စိတ်တဲ့ဖြူစင်ရိုးသားသူကပဲအနိုင်ရရှိတယ်ဆိုတာမာနီလို့ရကတက်တယ်ပါပဲ။ဂုံယူပါတယ်မာနီဟုပြောကြရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရခင်ဗျာ။